ရာတဲ့ LGBT အတိုင်းဝိုင်းကိုဆရာအနေနဲ့ဘယ်လိုထင်မြင်ယူဆလဲတဲ့တခါမှမဖြေဘူးတဲ့မိကွန်းကိုဖြေတာမှားရင်လည်းကိုကကြားထဲကဆဲခံရအောင်မယ်ဒါပေမဲ့ကျွန်တော်ထင်မြင်ယူဆချက်လေးကိုပြောပြပေးမယ်လေနော် LGBT အတိုင်းဝိုင်းဆိုပြီးတော့မှကျွန်တော်ကအဲ့ဒီစကားကိုမသုံးစေချင်တာအတိုင်းဝိုင်းဆိုကြတဲ့ကသူတို့ group တစ်ခုတည်းကိုတွန်းပို့လိုက်တာနဲ့အတူတူပဲဒီလား group တစ်ခုတည်းကိုတွန်းပို့လိုက်တာနဲ့အတူတူပဲအရင်တော့ဆိုလို့ရှိရင် LGBT တော်တော်များများသည်ခွဲခြားဆက်ဆံခြင်းခံရရတယ်အခုခေတ်ကတော့မရှိသလောက်ပေါ့ရှားပါသွားပြီဒါတော့ကျွန်တော်စကားပြောတာမှားသွားရင်တောင်းပန်ပါရနော်ဟိုမှာလေးအချောက်လေးအတိတ်ဘဝကသူများသားသမီးကိုစော်ကားခဲ့လို့ဒီဘဝမှာအချောက်ဖြစ်တာမဟုတ်ဘူးဘာသူပြောရလဲတိတိကျကျပြောတိတိကျကျထောက်ပြတတ်သိနေတယ်ကွာလုံးဝလက်မခံဘူးကျွန်တော်အဲ့စကားအတိတ်ကပါရမီကံပါလာတဲ့အတွက်ဒီဘဝမှာဒါမျိုးကြီးဖြစ်ကိုဖြစ်ရတာဘသူကအဆက်တကွဲအကျိုးနဲ့ပျော်ပျော်ကြီးဖြစ်ချင်မှာတော့မဖြစ်ချင်ဘူးဘသူမှအတိတ်ကပါရမီကံပါလာတဲ့အတွက်နော်ဒါမျိုးဖြစ်တယ်နောက်တစ်ချက်ကဟော်မုန်းနော်ဟော်မုန်းဓာတ်ချို့တဲ့အတွက်ဒါမျိုးဖြစ်ချင်လည်းဖြစ်မယ်ဟုတ်လားလူသားတွေကလူသားပါပဲလူသားတိုင်းလုတ်ပိုင်ခွင့်သူတို့မှလည်းလုတ်ပိုင်ခွင့်ရှိတယ်နင်တို့ကတော့ LGBT မှုလို့ဒါမျိုးလုပ်လို့မရအောင်လို့ဒါမျိုးလက်မခံကျွန်တော်တို့ကတချို့ LGBT လေးဆိုလို့ရှိရင်မိသားစုစာဝတ်နေအဆင်မပြေလို့သူတို့ဘဝကိုသူတို့နော်ဥပမာနဲ့ကြောင်းတက်နေနဲ့အနစ်နာခံပြီးတော့မှကြောင်းထွက်ပြီးတော့မိသားစုကိုလှုပ်ကျွေးနေတဲ့ LGBT လေးတွေရှိတယ်နော်မိသားစုအပေါ်မှာမမရက်တည်နေတော့ LGBT တွေတော်တော်များများကျွန်တော်တို့ပတ်ဝန်းကျင်မှာတွေ့ရတယ်တချို့ရေဆိုလို့ရှိရင်အများမလုံနိုင်တော့တာမန်လူပေါ့ဟိုယောက်ျားမိန်းမမလုံနိုင်တော့ကိစ္စရပ်မှန်သမျှအားလုံးကိုသူတို့တီထွင်ဖန်တီးအောင်မြင်နိုင်အောင်သူတို့လမ်းစာသူတို့ရှာကြတာတကယ်ဒါအပြင်မှာတကယ်လည်းရှိခဲ့ပူတယ်ပေါ့နော်လက်ရှိလည်းရှိနေပါတယ်အဲ့တော့အောင်မြင်ကြော်ကြားတဲ့လူတော်တော်များများကိုကြည့်အခုခေတ်ကာလအရာဆိုလို့ရှိရင် LGBT တော်တော်များများအောင်မြင်ကြော်ကြားတဲ့ LGBT တော်တော်များများရှိကိုရှိတယ်အများကြီးမကြည့်နဲ့လေကျွန်တော် TikTok ပေါ်မှာတက်လာပြီဆိုလို့ရှိရင်ဘယ်သူတွေတက်လာတော့ဟုတ်လားအရင်ဦးဆုံးအပေါ်ဆွဲလဲဒါလေးတွေအောက်ဆွဲလဲဒါလေးတွေဖုန်းအဲ့လိုမျိုးပေါ့နော်အဲ့တော့တီးကြခွဲခြားပြီးဆက်ဆံတာကိုကျွန်တော်ကသဘောမကျဘူးလူသားတွေကလူပဲနော်အားလုံးကညီကိုမောင်နှမတွေပဲနော်တမြေတွေနေပြီးတော့တရေတွေတောက်ကြတာနေရတော့ LGBT မို့လို့သွားဒါမျိုးလာမလုံးနဲ့အဲ့လိုမျိုးကျွန်တော်ရှိမှလာမလုံးနဲ့ကျွန်တော်လုံးဝလက်မခံဘူး LGBT လည်းလူပဲနော်ထမင်းစားတယ်ရေတောက်တာပဲပခုံးနှစ်ဖက်ကြားခေါင်းပေါက်တာပဲဘယ်သူမှခေါင်း